နေမင်းဘဝလည်းတပည့်လိုပဲရွယ်မှုပဲပြီးခဲ့ရတယ်ကိုပြန်ချမ်းတကားဝမှာကြောက်ရတဲ့မြေကြီးတစ်စက်မင်းအတွက်လွန်ပြီမင်းမရှိမှပြေလွှမ်းရတယ်လေသူမနေတဲ့အင်္ဂလိပ်အထီးကျန်ဆန်လွန်လာတယ်လေ